အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့ညနေအတွက်ဖြစ်ပါတယ်မနက်ကတော့ဒါကျွန်တော်တို့ရွှေပေးတာနေ့တော့လွဲသွားတာပေါ့နော်ဒါညီကိုတွေဆင်းလာတော့နက်ခက်ကလည်းသူကတော့ဆင်းသွားတော့ဒီတစ်ပတ်ကဆင်းတဲ့ဟာကြီးညီကိုရဲ့အပူးရဲ့ဒါနက်ခက်ရဲ့ဆင်းတဲ့အတွက်ကျွန်တော်ကတော့ဒါပါဝါတော့လာတော့မယ်ထင်တယ်မိတ်ဆွေများအနေနဲ့ပါဝါမွေးထိုးခြင်းလေဆိုလို့ရှိရင်16နဲ့38အဲ့နှစ်ကွက်ကိုတော့မွေးထိုးပါဒီညနေကိုတော့ကျွန်တော်ကဘယ်လိုမျိုးရွေးထားပေးလဲဆိုတော့20အရာဒါရတဲ့ကဏ္ဍလေး6ကွက်ကိုရွေးထားပေးတယ်ဒီကောင်ကဟိုပါပေါ့နော်ဒီညနေအတွက်ကတော့ကျွန်တော်တို့အစတော့ပုံမှန်တိုင်းဆိုလို့ရှိရင်အောက်ကွက်5ကွက်အရန်5ကွက်ခါကျရင်အောက်ကွက်4ကွက်အရန်4ကွက်နဲ့ရွေးတယ်အခုကကြတော့ဒါကျွန်တော်တို့လည်းဟိုကဏ္ဍအကွက်နည်းနည်းမိသွားအောင်လို့ဆိုပြီးတော့ဒါနည်းနည်းလေးတော့ဒါပို့ပြီးတော့ရွေးထားသလိုဖြစ်သွားတယ်ဒီထဲမှာတော့ဒါနက်ခတ်တွေကလည်းဆင်းလာတာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့6ကိုတို့ဒီ1 8တို့ဒီနှစ်ကွက်ကိုတော့ဖယ်ခြင်းဖယ်နိုင်ပါတယ်ဗျာနော်ကျွန်တော်ကတော့ဒါဟိုအမြဲတမ်းသူကဆင်းလေးဆင်းတာရှိတယ်ဒါ1 4တို့1 9တို့ဒီနှစ်ကွက်ကိုတော့တင်ကွက်ထဲမှာထည့်ထားပေးပါတယ်ဒီတစ်ပတ်အတွက်မန်မာဝင်ကြီးတဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီကတော့ခွန်ပတ်တီတစ်လုံးတော့မနက်ကဆင်းသွားပါပြီဒါဟူးမကျော်ပတ်တီကခွန်ပေါ့နော်3ရက်အတွင်းစတို့ပတ်တီတစ်လုံးကျန်သေးတယ်ဒါပေမဲ့3ရက်အတွင်းဆိုပေမဲ့လည်းကျွန်တော်ဒီကမွေးကွက်နဲ့ပတ်တီကအင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့ပုံမှန်အပြည့်ဆင်းပါတယ်အရင်ဘက်ကလည်းအပတ်တိုင်းဆင်းနေကြဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေများအနေနဲ့ဒီနေ့ညနေမှာကိုကကန်ဆန်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီ Viber Telegram ဖုန်းနံပါတ်လေးအောက်မှာချထားပေးပါတယ်အဲ့ဒီမှာလာဟိုင်းပြီးတော့မွေးကွက်နဲ့ပတ်တီလာယူပေးပါဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ